ကျေးဇူးပဲနော်မောင်လေးအခုလိုပူအောင်ပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာရပါတယ်မောင်လေးနောက်လိုတာရှိရင်ပြောနော်ဟုတ်ကဲ့ပါတောင်းလိုက်အောင်မယ်နော်ဟုတ်ကဲ့ခေတ်ဆိုင်တော့ခင်ဗျာမင်းစင်ပြေလားစင်ပြေလည်းပြီးရပဲသွားရီဟယ်လိုဟုတ်တယ်ဗျာမသေးကောင်းမပြတ်ကောင်းငါသားရဲ့ငါသားကအခုဖြစ်လို့ရှိရင်အမေကရင်ကျိုးရမှာတိလားဘာမှမဖြစ်လို့တော်သေးရပေါ့ဖြစ်တာမေမေရဲ့ဟောမဖြစ်သေးလို့လေဖြင်းဖြန်းဖြစ်လာခင်ဘယ်လိုလုပ်မလဲသားရဲ့ဟုတ်ပါပြီဗျနောက်မဖြစ်အောင်ကြိုးစားလိုက်ပါမယ်နော်မေမေဟုတ်ပြီနော်ကြက်ကြက်တတိထားကျွန်တော်တို့ဒီနေ့မီတင်ကတော့လောက်ဖက်နော်ဟုတ်ကဲ့ပါ see you ပါဟယ်လိုအော်ဟိုကျွန်တော်မေးတော့လို့ပါခင်ဗျာကိုကျွန်တော်အခုပဲလာခဲ့ပါပြီခင်ဗျာဟုတ်ကဲ့ပါမတင်ကကျိုးပြီလားမတင်ကတော့ဆင်ပြေရလားမသိဘူးဖြစ်သွားတယ်လေနားလိုက်တာနေတော့လမ်းကြရွနေပါဦးအဲ့လောက်ကားကိုတေချာမောင်းလေနားလိုက်တာတော့ဆင်ပြေရလားမသိဘူးဟိုဖြစ်ကျွန်တော်စိတ်ကလေးလိုက်ပို့ပေးလိုက်မယ်လေတော့ဟိုထပ်ပါကျွန်တော်တော့ပြောက်တတိတာဝန်ယူရမယ်နေလောက်တာနေတာဝန်ယူရမှာပေါ့အမလေးဟုတ်ဖြည်းဖြည်းတော့ဖြည်းဖြည်းရှောက်ပါတော့ဟာအဲ့ဒါလေကျွန်တော်ဒီမှာဦးလေးဟာဟဲ့လို့တားရဲ့မလို့ပါဘူးမုံနေလဲပါတာပဲဒီစက်မှာသူများလဲလို့ကြည်နာရီစာဟောင်းကြီးဖြစ်နေရအောင်မလေးပစံရှာတာလေလွယ်လိုက်တာအေးခုခေတ်ကြီးမှာ